အမျိုးသမီးတွေယောက်ျားလှုပ်စာထိုင်စားရလို့ကန်ကောင်းတယ်လို့ထင်နေပြီလားအဲ့ဆိုဒီဗီဒီယိုလေးကြည့်သွားပြီပါရှင့်မင်္ဂလာပါရှင် Relationship America လေးကြိုဆိုပါရရှင်ကျမမတတ်နာပါရှင်ကျမခုနေ့ပြောပြပေးမယ့်အကြောင်းအရာကအမျိုးသမီးတွေကိုယ်ပိုင်ဝင်ငွေရှိတဲ့အကြောင်းကိုပြောပြပေးပါမယ်ရှင့်အဲ့တော့အမျိုးသားတွေကတာဝန်ကြီးကြီးနဲ့ကိုယ်ရှာကြွေးတယ်ဆိုရင်တော့ဒါကောင်းတဲ့အရာတစ်ခုပါဒါပေမဲ့ဒီတိုင်းပဲသူရှာကြွေးနေတာကိုကမိခိုပြီးဆက်သွားမယ်ဆိုရင်ကိုယ့်အတွက်ဘယ်လိုမျိုးတွေဆုံးရှုံးလာနိုင်လဲဆိုတာပြောပြပေးမယ်ရှင့်နံပါတ်1အနေနဲ့ကိုယ့်ရဲ့ဆန္ဒတွေကအတန်တိတ်သွားလိမ့်မယ်ကိုယ့်မျိုးသားငွေရှာနေတာဖြစ်တဲ့အတွက်ဆုံးဖြတ်ချက်တွေဆန္ဒတွေကစတဖြည်းဖြည်းနောက်ကိုဆုတ်ပေးရတဲ့အနေအထားဖြစ်လာလိမ့်မယ်ဥပမာတစ်ခုခုသူကတစ်ခုခုပေါ့နော်ဒီကားဝယ်ဖို့လိုမယ်ဆိုရင်သူကငွေရှာနေရပဲကားဝယ်ဖို့လိုအပ်တယ်ဆိုတဲ့အရာမျိုးကိုကမဝယ်ခြင်းသေးရင်သူကငွေရှာနေရဖြစ်တဲ့အတွက်သူ့အတွက်လိုအပ်တယ်ဆိုတဲ့အရာမျိုးဦးစားပေးမှုတွေကတဖြည်းဖြည်းကိုယ့်ဟာနဲ့ကိုယ်လည်းနောက်ဆုတ်လာနိုင်တယ်ငွေရှာနေရဖြစ်တဲ့အတွက်ဆိုတဲ့အရာမျိုးတွေနဲ့တဖြည်းဖြည်းကိုယ်ဆန္ဒတွေကိုယ်သိက္ခာတွေကိုယ်လွတ်လပ်ခွင့်တွေအားစတဖြည်းဖြည်းနဲ့အတန်တိတ်သွားပါလိမ့်မယ်နောက်ကိုရောက်ပြီးတော့အတန်တိတ်သွားပါလိမ့်မယ်ပြီးရင်နံပါတ်2အနေနဲ့တိမ်ငယ်လာလိမ့်မယ်ကိုယ့်ရဲ့မိဘကိုပေးခြင်းလို့ကိုယ့်ရဲ့မောင်နှမဆွေမျိုးသားချင်းတို့ပေးခြင်းလို့ပေးပါအောင်ဆိုပြီးလက်ဖြတ်ရမယ့်အနေထားအဲ့လိုအနေထားကနေခဏအဲ့လိုဖြစ်လာရင်တဖြည်းဖြည်းကိုယ့်ဟာနဲ့ကိုယ်အော်တိုတိမ်ငယ်လာပါလိမ့်မယ်ပြီးရင်နံပါတ်3ငရေကန်အဲ့ဒါဘာလဲဆိုတော့မျိုးသားငွေရှာနေတာဖြစ်တဲ့အတွက်ငါရှာကြွေးနေတာပဲဆိုတဲ့စိတ်ကနေတဖြည်းဖြည်းလှုပ်ချင်တာလှုပ်လာတတ်တယ်အဲ့တော့ဖောက်ပြန်လာခဲ့ရင်ငါဒီအိမ်တော်ကြီးကိုစွန့်ခွာလိုက်ခြင်းငါသားသမီးဒုက္ခရောက်မယ်ငါရှာမကြွေးနိုင်ဘူးငါဒီအရွယ်ကြီးကအသက်ကြီးနေပြီရှာကြွေးလို့မနိုင်တော့ဘူးငါလည်းမရက်တည်နိုင်ဘူးငါဒုက္ခရောက်ရင်နေပါစေဒါပေမဲ့ငါသားသမီးဒုက္ခရောက်မှာစိုးလို့ဆိုတဲ့အရာတွေနဲ့ခွင့်ပြုပေးရမယ့်အရာတွေဖြစ်လာတတ်တယ်အဲ့တော့ကိုယ်ပိုင်ဝင်ငွေရှာဖို့လိုပါတယ်1000ပဲရရ2000ပဲရရမျိုးသမီးတွေကိုယ်ပိုင်ဝင်ငွေရှာဖို့လိုပါတယ်ဒါအပြင်နေရာမှမတည်မြဲပါဘူးအဲ့တော့မျိုးသားကျမ်းမာရေးချို့ယွင်းတာပဲဖြစ်ဖြစ်တိတ်ဆုံးသွားသည်ပဲဖြစ်ဖြစ်ဒီလိုအနေထားဆိုရင်ကိုယ်ပိုင်ဝင်ငွေမရှိဘူးဆိုရင်ဒုက္ခရောက်သွားနိုင်ပါတယ်အဲ့တော့ဘယ်လိုအနေထားပဲဖြစ်ဖြစ်သူမရှိလဲအဆင်ပြေမဲ့အနေထားဖြစ်ဖို့အတွက်သူ့ဘက်ကစိတ်ပြောင်းလဲသွားရင်တော့ကိုယ့်ဘက်ကအဆင်ပြေမဲ့အနေထားဖြစ်ဖို့ဆိုရင်ကိုယ်ပိုင်ဝင်ငွေရှိထားဖို့လိုပါတယ်အဲ့တော့အမျိုးသမီးတွေအနေနဲ့ကိုယ်ပိုင်ဝင်ငွေရှိအောင်ကြိုးစားပါလို့ပြောချင်ပါတယ်ရှင့်အဲ့တော့ကျမရှိမှာလက်တလောပြဿနာတွေတက်ပြီးတော့ရင်ဖွင့်တိုင်ပင်ဆွေးနွေးခြင်းနဲ့ဆိုရင်တော့ကျမရှိမှာရင်ဖွင့်တိုင်ပင်ဆွေးနွေးလို့ရပါတယ်ထပ်ပြီးတော့ဒီလိုမျိုးမှီခိုနေရတဲ့စိတ်ဒဏ်ရာတွေရှိတယ်ဆိုရင်တော့ကျမရှိမှာကုစားပြီးတော့သင်တန်းတက်လို့ရပါတယ်ရှင့်အိမ်တော်ကြီးသင်တန်းတွေဖွင့်ထားပါတယ်ရှင့်ကျေးဇူးတင်ပါတယ်ရှင်ချစ်သူတိုင်းအိမ်တော်ရှင်တိုင်းစချစ်မြတ်တာတွေတိုးပွားပြီးအရာအလုံးစင်ပြီးချုံးမွေးကြပါသည်ရှင်